အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းလင်းသုံးသပ်ချက်အစီအစဉ်နဲ့ကြိုးဆိုပါရစေအခုတလော AI နဲ့ပတ်သက်ပြီးစန့်ကျင်မဲ့အသက်နေမကျေနပ်မှုတွေတော်တော်လေးကြက်ကြက်လောင်လောင်ထွက်လာနေတာကိုသတိထားမိကြမယ်ထင်ပါတယ်ဘာလို့ဒီလိုမျိုးအလင်းနဲ့မြန်ပြောင်းလဲလာရတာလဲဆိုတာကိုဒီကနေ့ကျွန်တော်တို့အတူတူဝင်ရောက်လေ့လာကြည့်ကြပါမယ်ကဲဆက်လိုက်ကြအောင်ဒီချင်းနဲ့ဘယ်တော့ဆုံးနေလဲဆိုတာကို Axios သတင်းဌာနရဲ့ဖွက်ချက်တစ်ခုကနေတေးသေးချာချာမိနိုင်ပါတယ်သူတို့ကဘလို့တင်စားထားလဲဆိုရင်တကယ်လို့ AI သားနိုင်ငံရေးကိုယ်စားလှယ်လောင်းတယောက်ဖြစ်မယ်ဆိုရင်သူဟာမင်းအပြတ်တက်နဲ့ရှုံးနေဝင်ဖြစ်ပြီးပြောင်းပန်းကနေနှုတ်ထွက်ဖို့အချင်းတန်ပြီးလာလို့တောင်လူတွေကဝိုင်းမင်းနေကြတော့ပြီလေဗျစဉ်းစားထားကြည့်ပါတော့ဒါ AI ရဲ့လက်ရှိလူကြိုက်များမှုဘယ်လောက်ထိထိုးကျနေလဲဆိုတော့ကွက်ခက်ကွန်းကွန်းပြသနေတဲ့ချက်ပါပဲအဲ့တော့အပိုင်းတက်အနေနဲ့ဒီလိုကြီးထွားလာနေတဲ့ AI ဘောဆန့်ကျင်မှုတွေအကြောင်းကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ဒီဆန့်ကျင်မှုတွေက online ပေါ်မှာစာရိုက်ပြီးငင်းခုန်နေကြတာမျိုးလောက်တင်မဟုတ်တော့ဘူးဗျတကယ်အပြင်လက်တွေ့မှာပါအထင်ရှားဖြစ်လာနေပါပြီဥပမာအနေနဲ့မကြာသေးခင်ကပွင့်နှင်းတဲ့ပြင်အခမ်းအနားတချို့မှာဖြစ်သွားခဲ့တာလေးကိုကြည့်အောင်ပါဘဟုဖလော်ရီဒါတက္ကသိုလ် UCF ရဲ့ပွင့်နှင်းတဲ့ပြင်မှာဆိုရင်အင်ချမ်ပီယုံနဲ့အမှုဆောင်တယောက်က AI ကြောင့်ဖြစ်လာမဲ့အပြောင်းလဲတွေအကြောင်းပြောတဲ့အခါဘွေယူမဲ့ကျောင်းသားတွေကဝိုင်းပြီးလောင်ပြောင်ဖြစ်ကြပါတယ်နောက်ထပ်ပိုဆိုးလာတစ်ခုကတော့ Google ရဲ့အမှုဆောင်ဟောင်း Eric Schmidt စကားပြောနေတော့မှကျောင်းသားတွေကခမ်းမထဲကနေထထသွားခဲ့ကြတာပါပဲစင်ဘော်ကစကားပြောမဲ့သူတွေအနေနဲ့ဒီတော့ပြင်းထန်တဲ့ပုံပြောင်းမှုမျိုးကိုလုံးဝပြောလင်းမထားခဲ့ကြတာအသေးချပါပဲဆိုတော့မင်းစရာရှိလာပြီဘာဖြစ်လို့ဒီဘွဲရလူငယ်တွေကအခုလိုမျိုးပြင်းပြင်းထန်ထန်ကိုလောင်ပြောင်းစန့်ကျင်နေကြတာလဲသူတို့ကဘာတွေကအဲ့ဒီလောက်အထိဒေါသထွက်စေကြလဲဒီကဖြေကိုအပိုင်းနဲ့ဖြေတဲ့မျိုးဆက်တဲ့ဂျင်စီများထိခိုက်နေနာလာရချင်းဆိုလဲခေါင်းစဉ်အောက်မှာတွေ့နိုင်ပါတယ်ရိုးရိုးလေးပါပဲ AI ဟာအနာဂတ်မှဖြစ်လာမဲ့စိတ်ကူးရင်ပြဿနာမဟုတ်တော့ပဲအခုလက်ရှိသူတို့ရဲ့အလို့အကွင်ခွင့်လန်းတွေကိုတိုက်ရိုက်ချင်းချောက်လာနေလို့ပါပဲအခုဆိုရင် AI နည်းပညာတွေဟာအလို့တင်ရာထူးတွေပြီးတော့အခြေခံအခုအလို့သမားနေရာတွေမှာအစားထိုးဝင်ရောက်လာနေပါပြီပုံမှန်အားဖြင့်ဆိုရင်ဘွေးရကာစလူငယ်တွေလုံနှောင်းကွယ်နဲ့စောက်ဝင်ဖို့အလွယ်ကူဆုံးနဲ့အကောင်းဆုံးဖြစ်တဲ့ဒီလိုအခြေခံအလုပ်တွေကို AI ကယူဆောင်သွားတာဟာလုံနှောင်းကွယ်စောက်ဝင်မဲ့သူတွေအတွက်တကယ့်ကိုကြီးမားတဲ့အဟန့်အတားကြီးဖြစ်လာပါတယ်ဆိုတော့က Gen Z ရဲ့စီးပွားရေးအလားအလာဟာလုပ်ငန်းခွင်တွေ AI အသုံးပြုလာမှုကြောင့်တိုက်ရိုက်ကိုထိခိုက်နေရတာပါဒါဟာနီးပညာကိုအကြောင်းမဲ့ကြောက်ရွံ့နေတဲ့သဘောတရားသက်မဟုတ်ပါဘူးလုပ်ငန်းခွင်ကိုအဖို့မှခြေချမဲ့လူငယ်တွေအတွက်ချက်ချင်းလက်ငင်းရင်ဆိုင်နေရတဲ့တကယ်လက်တွေ့ကြတဲ့စီးပွားရေးစိုးရိမ်ပူပန်မှုကြီးပါသူတို့ရဲ့ထမင်းအုပ်ကိုလာထိနေလို့ခံစားရတဲ့အတွက်အဖို့လို့ပြင်းပြင်းထန်ထန်တုံ့ပြန်နေကြတာတိတ်တော့မဆန်းပါဘူးဒါဆိုရင်ဒီလောက်တောင်ဆန့်ကျင်မှုတွေကြီးထွားလာနေတာကိုဘာဖြစ်လို့ AI company အကြီးအကဲတွေကငင်သက်သွားအောင်ဖြေရှင်းကြတာလဲလူတို့ရဲ့စိုးရင်ပူပန်မှုတွေကိုရောကြအောင်ဘာလို့ရှင်းမပြကြတာလဲဒါကိုနားလေဖို့အပိုင်းတုံဖြစ်တဲ့သတင်းစကားများရှေ့နောက်မညီဖြစ်နေခြင်းဆိုတာကိုလေ့လာကြည့်ဖို့လိုလာပါတယ်ပြောရရဲ့ AI company CEO တွေကသူတို့စကားပြောနေတဲ့ပရိသတ်ပေါ်မူတည်ပြီးပြောဆိုပုံလေလုံးဝကိုခွဲလဲနေတာကိုတွေ့ရပါလိမ့်မယ်ဒီလိုရှင်းနောက်မညီမှုတွေကိုနားလဲဖို့အတွက် compute capacity ဆိုတဲ့အတော်အနှုံးလေးကိုအရင်ဆုံးအနည်းငယ်ကြည့်လိုက်ကြရအောင်။ company တွေဟာ AI တက်ခွက်ကန်တွေကိုပို့မှုတိစောက်ပြီးဈေးခွက်ရဲ့ AI လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့နဲ့ဝင်ငွေတွေဆက်တိုးလာစေဖို့အပြင်းအထန်ကြိုးပမ်းနေကြတာပါ။ဒီလိုတိစောက်နိုင်ဖို့အတွက်ကယင်းနှိမွနန်ဒူဒီစီကောင်နဲ့ငွေရည်တွေအများအားလိုအပ်နေတာပေါ့။အဲဒီလိုငွေလိုတဲ့အခါကျတော့သူတို့စကားပြောပုံကတမျိုးပြောင်းလာပါတယ်။သူရဲ့ဆက်သွယ်ရေးဗျူဟာဘယ်လောက်တောင်ကွာဟာနေလဲဆိုတာဒီပါကြည့်လိုက်ပါ။ယင်းနှိမြုံနှံထူတွေကိုဆွဲဆောင်တဲ့အခါကျတော့AI ဟာလူတွေရဲ့လုပ်တွေကိုအစားထိုးပေးနိုင်တယ်။ဒါကြောင့် company တွေအတွက်ငွေကုန်ကြေးကျတတ်တာစေပြီးဝန်ထမ်းတွေကိုလွှတ်ချပေးနိုင်တယ်လို့အားတက်ရောပြောကြပါတယ်။ဒါပေမဲ့တာမန်စားသုံးသူပြည်သူလူဘက်ကိုလဲလိုက်တဲ့ခါကျတော့ကျွန်တော်တို့ချက်ကြည့်ပြီးဒီလိုခီရီယာတွေကိုငွေပေးပြီးသုံးကြပါအောင်လို့လာတိုက်တွန်းပြန်ပါတယ်။တွေ့လားဒီရင်းစကားနှစ်ခုကလုံးဝကိုစန့်ကျင်ဘက်ကြီးဖြစ်နေတာပါအရေးကြီးဆုံးအချက်ကဒါပါပဲဝန်တန်းတွေရှော့ချပေးလို့ရတယ်လူတွေနေရာမှာအစားထိုးမဲ့ဆိုပြီးယင်းနှမြုံနှံသူတွေကိုပြောတဲ့စကားတာမန်ပြည်သူတွေအတွက်တော့လုံးဝကိုနားခါစရာရင်မောစရာစကားရဲ့ကြီးဖြစ်နေရပါကိုအလုပ်ကိုချင်းချောက်နေတဲ့အရာကြီးအတွက်ဘသူကငွေပေးပြီးတုံးကျင်ပါမလဲဟုတ်တယ်မလားဒီလိုကြီးမားလုံးတဲ့သတင်းစကားကွဲလဲမှုကြီးကြောင့်ပဲလူတို့ရဲ့ထောက်ခံမှုကိုမရရှိပဲဖြစ်နေရတာပါကဲအမေရိကန်ကအခြေအနေကိုသိရပြီဆိုတော့အပိုင်းလေးအနေနဲ့တကဘာလုံးအိုင်းနေတာနေရောဘလို့အမြင်တွေကွဲလွဲနေလဲဆိုတာကိုဖြန့်ပြကြည့်လိုက်ကြအောင်ဒီဆရာလေးကိုကြည့်လိုက်ရင်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ် American လို့နိုင်ငံမျိုးမှာရုံးလုပ်ငန်းဆိုင်ရာ job တွေ white collar အလုပ်ကိုင်တွေအများကြီးရှိတဲ့အတွက် AI ကြောင့်အလုပ်ကိုင်ထိခိုက်နိုင်ခြင်းအန်ဒီရဲ့အများမြင်မှာပါတယ်ဒါကြောင့်လဲ AI ပေါ်အမြင်ကအစိုးမြင်ဘက်ကိုရောက်နေတာပေါ့ဒါပေမဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေဘက်ကိုကြည့်လိုက်ရင်တော့ရုံးလုပ်ငန်းတွေတိတ်မများတဲ့အတွက်အလုပ်ကိုင်ထိခိုက်မှုနည်းပြီး AI ကိုပို့ပြီးအကောင်းမြင်ကြတာကိုတွေ့ရပါတယ်ဒါတကယ့်ကိုထင်ရှားတဲ့ဆက်ဆက်မှုတစ်ခုပါဒါပေမဲ့ဒီနေရာမှာအလို့အရေးကြီးတဲ့သတိပြုစရာအချက်တစ်ခုရှိပါတယ်
အဲ့ဒါကတော့ရောနိုင်ငံနဲ့တချို့သောအရှိတောင်ကရှာနိုင်ငံတွေကကောက်ယူထားတဲ့စစ်တမ်းရလက်ကလေးကိုအပြည့်အဝယုံကြည်ဖို့ခက်ခဲတဲ့ဆိုတာပါပဲဒါဟာမီဒီယာတွေနဲ့လေ့လာသူတွေအနေနဲ့အမြဲတမ်းသတိကျရမယ့်အချက်ပါဘာကြောင့်ဒီလိုပြောရတာလဲဆိုတာကိုဆက်ကြည့်ကြရအောင် ဘာဖြစ်လို့လဲဆိုတော့တချို့ data တွေမှာ AI အပေါ်အကောင်းမြင်နေဆိုတာဟာပြည်သူလူထုရဲ့တကယ့်စမှန်တဲ့စန္ဒတကယ့်အကောင်းမြင်မှုကြောင့်ဟုတ်ချင်မှာဟုတ်မှာပါတကယ်တော့မှအစိုးရကိုယ်တိုင်ကနီးပညာအသစ်တွေကိုမဖြစ်မနေလက်ခံသုံးစွဲလာအောင်နိုင်ငံတော်စင်ကနေတွားပေးလို့ဆောင်နေတာမျိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါကြောင့်စစ်တပ်တွေမှာအကောင်းမြင်နေဆိုတိုင်းတကယ်ပဲအကောင်းမြင်ကြတာပဲလို့အလဲတကူကောက်ချက်ချလို့မရပါဘူးဒါကျွန်တော်တခြားခွဲခြားသိမြင်မှုလိုအပ်တဲ့အချက်ပါ ကဲဒီနေ့ရှင်းလင်းသုံးသပ်ချက်အစီအစဉ်ရဲ့နောက်ဆုံးအနေနဲ့ဒီမေကွန်လေးကိုအတူတူစဉ်းစားကြည့်စေချင်ပါတယ် AI community ဟာဒီနေ့နောက်ပိုင်းဒါမှမဟုတ်2022အစောပိုင်းလောက်မှာများပြည်သူပိုင် share IPO တွေခေါ်ယူဖို့ပြင်ဆင်နေကြပါတယ်ဆိုတော့အခုလိုမျိုးပြည်သူတွေရဲ့ကြီးမားတဲ့စံကျင်မှုတွေမနှိမ့်မျိုးမှုတွေတပုံတကောင်းကြီးကိုကြောက်ဖြတ်နိုင်ဖို့အတွက်သူတို့ရဲ့ပြည်သူဆက်ဆံရဲ့ PR ပြူတာဟာတွေကိုဘလို့များပြောင်းလဲအသုံးပြုလာကြမလဲဒါကတော့ကျွန်တော်တို့အားလုံးဆက်လက်စောင့်ကြည့်ရမယ်အလွန်စိတ်ဝင်စားဖို့အခြေအနေတည်းပါပဲဒီနေ့စီစဉ်ကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးတို့ဗဟုသုတရရှိမဲ့လစ်လာသုံးသပ်ချက်ဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်